မနက်ကတော့သူတို့ဟိုဗိုင်းပြားလမ်းပေါ့နော်ဗိုင်းပြားလမ်းမှာဖြစ်တဲ့ခက်တယ်ဆိုပြီးတော့အဲ့ချိန်ကတော့ကိုကအိတ်နေအောင်အောက်ကနေအရင်အမဖုန်းလာတော့ဆင်းလာလိုက်ဒီကလည်းဖြစ်ချင်တာအများတိုင်းလမ်းမှာရက်တာဒီလိုလမ်းမှာဟောကိုကတက်အောင်တင်လိုက်မယ်ဆိုပြီးတော့မနေ့ကညကတင်လိုက်တာအခုကြစ်တော့သူကဟိုတစ်ဖက်ကပေါ့နော်တစ်ဖက်ကအကြမ်းဖက်တဲ့ဘွဲတွေကတော့ဟိုဘက်ကားရဲ့နောက်ဘက်ဒီကားနောက်မှာနောက်တစ်စီးရှိသေးတယ်အာတီကာပဲသူကအဲ့ကားလည်းထိတယ်ထိတော့သူတို့ပြစ်ကြအခက်ကြရပေါ့နော်ဒါပေမဲ့တော်တော်ဆိုးရတာအဲ့အကျမ်းဖက်တဲ့အဖွဲပေါ့နော်ဒါကြားသိရသလောက်ပြောပြရင်တော့ကိုကြောက်ကိုမောဘာသာမျိုးဘာသာသနာဆောက်ရှောက်တဲ့အဖွဲကနော်ဥဒသနာအကြောင်းကနေပြီးတော့မနေ့ကအစုပြုံးဖြစ်ပြီးတော့မှလူအင်အားတော့ခေါ်လာပြီးတော့မှပြန်လှုပ်သူတို့ဖြစ်နေနော်သူပြစ်တဲ့ခက်တာကတော့ကိုလည်းရှိနေရလေကိုလည်းပြည်သူဘက်မှာရှိနေရဒီဗဟန်းဘက်မှာကိုလည်းဗဟန်းကနေဆိုမထိပါတော့ခွန်းဆိုတော့ကြားရတယ်ဒါပေမဲ့အဲ့ချိန်ကအနောက်ကားကိုထိပါတာကိုမြင်လိုက်တယ်ဟောဒါပေမဲ့ကိုကအရှိမဆိုဖြစ်ရင်တော့ထိမယ်ဆိုတော့သိရတယ်ဒါပေမဲ့တတ်ထုတ်လို့လည်းမရတော့လုံးပြစ်လိုက်တယ်မလားပြီးတော့လုံးဝနိုင်ခွက်လောက်ငြိမ်ကြပါငြိမ်ကြပါဒီမှာကိုလည်းအော်ဒီကားကတော့တတ်ထုတ်ဖို့ပြီးမြင်ရပြီးတော့နိုင်ခွက်လောက်နေတော့မှကြည့်ရသူတို့အဲ့တန်းဘက်တဲ့ဘက်ကသူတို့စောင့်လိုက်နေတယ်သိတယ်လူအင်အား100ကျော်လောက်သူပြန်ထွက်လာပထမတော့မနေ့ကဆို600 900လောက်ပဲရှိတာမနေ့ကဆိုသူတို့ကားကိုဖြစ်တယ်ပါလေဆိုတာတန်ငါဝင်းနဲ့လည်းပါတယ်600 900လောက်ပဲရှိတာအဲ့မှာ6ရောက်လောက်ကိုဒီဟိုဘုဒ္ဓဘုံကြီးလမ်းကြားနေပြီးတော့မိဇက်ကပြလေးနဲ့ဒါခေါ်သွားတယ်အဲ့ဒီမှာလည်းပြည်သူတွေကလိုက်ဖမ်းတယ်ဒါပေမဲ့ကားကတော့မောင်းရတယ်မမိလာဘူးအဲ့လိုမျိုးရှိအဲ့နိုင်ကိုလောက်ဟောင်းဝိုင်းမှာသူကဒီဓာတ်တွေကိုပြန်ပြီးတော့ရောက်ပြီးဒီမှာလည်းလူတွေကရိုးရိုးဖြစ်နေစောင့်နေကြအပေါက်တွေပြန်လာတဲ့အချိန်မှာအယောက်100နီးပါးလောက်ဖြစ်သွားတယ်ဒီနေ့ပြတာတော့ဒီမှာဒီလိုပဲပေါ့မနေ့တည်းကသူကကပိုင်းပြလမ်းမှာပြတဲ့ခတ်တယ်အဲ့လိုကားတွေထိတယ်တချို့5-6စီးထိသွားလိုင်းမော်တွေလည်းတက်နေပါပြောရရင်ပထမဘယ်လိုလဲဆိုတော့မနက်ပိုင်းပြသွားတော့ကျတော့ဟိုဘက်ကလည်းရှိသမျှထွက်လို့ရမယ်အပေါက်တွေပေါ့နော်ရက်ကွက်နေပြည်သူတွေကတိတော့ဟိုနောက်ဆုံးမှပိုက်လုံးလမ်းရေမြောင်းလမ်းကြားအစားထွက်လို့ရမယ်အပေါက်တွေပါအဲ့လိုမျိုးလူတွေကပြတယ်ပြီးတော့စပိန်ကိုကြီးတွေလာတယ်စပိန်နဲ့အဖွဲတွေကိုကြီးတွေတချို့ကိုမသိတဲ့အဖွဲတွေလာပြီးသူတို့အဲ့လိုမျိုးလိုက်စုရုံးနေတာပေါ့နော်ပြန်ထွက်လို့မရအောင်အမိဖမ်းမှာပေါ့